သင်ဖုန်းကဒီခဏမှဘယ်နေရာရောက်နေလဲသိချင်ဒီတစ်ခုတည်းသောနေရာကိုတွားကြည့်ပါ Weather app ကသင် location ကိုအမြဲသိဖို့မလိုပါဘူး Shopping app ကလည်းမလိုပါဘူးဒါပေမဲ့သူတို့က always allow ခွင့်တောင်းတယ်သင်ခွင့်ပေးလိုက်ရင်တွားသမျှနေရာတိုင်းကိုမှတ်တမ်းတင်တယ်ဘလို့စစ်စင်မလဲ iPhone အတွက် setting privacy and security location services ကိုတွားပါဘယ် app က always ခွင့်ရထားလဲကြည့်ပါရာသီဥတုမြေပုံလမ်းညွှန် app ကလွှင့်ရင် always ခွင့်မပေးပါနဲ့ while using ကိုပဲရွေးပါ Android အတွက် setting location app permission ကိုတွားပါအတူတူပါပဲဘယ် app တွေကို location ခွင့်ပြုတင်လဲမြေပုံ app while using သုံးတဲ့အချိန်ပဲရာသီဥတု app once သို့မဟုတ် while using ကုန်စည်ပို့ app while using game flashlight ဈေးဝယ် app never ဒါဆိုရင်သင် location data ကိုရောင်းစားခံရတာရပ်သွားမယ်ဒီလိုနေ့စဉ် ID ဘ ഹുတုတတွေသိချင်း ID man ကို follow လုပ်ထားပါ